မင်္ဂလာပါဒီနေ့ကျွန်တော်တို့ discrete probability distribution တွေထဲကမှเนาะကျွန်တော်တို့နောက်ထပ်အရေးပါတဲ့ distribution တစ်ခုကိုကျွန်တော်တို့ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ဒီနေ့ပြောပြချင်တဲ့ probability distribution ကတော့ multinomial probability distribution ဖြစ်ပါတယ် multinomial probability distribution ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ multinomial probability distribution လေးရဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့မှာလေ့လာရအောင်အဲ့တော့ binomial နဲ့ပြန်ပြီးတော့ချိန်ပြီးပြောပြရမယ်ဘာလို့လဲဆိုတော့binomial မှာကျွန်တော်တို့ bi ဆိုတာဒီနှစ်ခုဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ် success or failure ဆိုပြီးတော့နှစ်ခုဆိုတဲ့အဓိပ္ပာယ်เนาะ possible outcome outcome ကနှစ်ခုเนาะအဲ့တော့ multi အဲ့တော့ multinomial ကြတော့ multi ဆိုတာဒီနှစ်ခုထက်ပိုတော့ဒါဆိုလို့ရှိရင်ဒီ multinomial probability distribution တွေကိုဘယ်နေရာမှာသုံးတယ်လဲဆိုလို့ရှိရင်နှစ်ခုထက်ပိုတဲ့เนาะ possible outcome တွေရှိတဲ့နေရာမှာသုံးတယ်Okay အဲ့တော့နှစ်ခုထပ်ပို့တော့ possible outcome တွေကိုရှိရတဲ့အခါမှာကျွန်တော်တို့ multinomial probability distribution ကိုသုံးပါတယ်အဲ့တော့ပြောချင်တာကmultinomial probability distribution ဒီ binomial probability distribution ရဲ့ general form ဖြစ်ပါတယ်အဲ့တော့ multi ဒီ binomial ရဲ့ကျွန်တော်တို့ general form ဖြစ်ပါတယ်general form ပုံစံဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုသူ့ရဲ့ formula လေးကိုကျွန်တော်တို့တစ်ချက်လောက်တော့လေ့လာကြည့်ရအောင်အဲ့တော့ multinomial probability distribution ရဲ့ formula ကိုကြည့်မယ်ဆိုလို့ရှိရင် probabilities of multi ဖြစ်တဲ့အတွက်ကြောင့်မို့လို့ h တန်ဖိုးဒီကျွန်တော်တို့နှစ်ခုထပ်ပို့သွားပြီ binomial မှာတော့ h တန်ဖိုးဒီတစ်ခုနှစ်ခုเนาะကျွန်တော်ဒီလိုပဲသွားတာအဲ့တော့ multi ကျတော့နှစ်ခုထပ်ပို့သွားပြီအဲ့တော့ probabilities of h1 probabilities of h2 probabilities of h3 ကနေပြီးတော့မှဘယ်ထိလဲဆိုလို့ရှိရင် probabilities of hn အထိဖြစ်သွားတယ်เนาะအဲ့ဒီခါမှာကျွန်တော်တို့သူ့ကိုတွက်ထားတဲ့ပုံလေးမျိုးရလဲ n factorial by h1 factorial ပြီးရင် into အမြောက်h1 factorial အမြောက် h2 factorial အမြောက် etc ပြီးရင်hn factorial အထိဖြစ်တယ်အဲ့တော့ပြီးရင်ဘာနဲ့ပြန်မြောက်မလဲဆိုလို့ရှိရင် probabilities of h1 power equation ကတိတ်ပြီးတော့မမြင်ရတော့ဘူးထင်တယ်အဲ့တော့ပြန်ရေးပြမယ် formula က probabilities of h1, h2, ဘယ်ထိလဲဆိုလို့ရှိရင် hk ထိသွားတယ်เนาะအဲ့တော့ n factorial by h1 factorial အမြောက် h2 factorial အမြောက် etc ဘယ်ထိလဲဆိုလို့ရှိရင်ကျွန်တော်တို့hk factorial အထိသွားမယ်အဲ့ဒါပြီးကျွန်တော်ဘာနဲ့ပြန်မြောက်မလဲဆိုတော့ probability p1 power h1 အမြောက် p2 power h2 အမြောက် p3 power h3 နဲ့ကျွန်တော်တို့ပြန်ပြီးတော့မြောက်မယ် Okay ဒါဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ equation တစ်ခုချင်းစီကိုပြန်ရှင်းပြမယ်အဲ့တော့ဒီနေရာမှာ n ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စမ်းသပ်မှုအရေးအတွက်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ဘယ်နှကြိမ်စမ်းသပ်မှာလဲကြိုက်တဲ့လောက်စမ်းသပ်လို့ရတယ်အဲ့တော့ n ကြိမ်ဒီစမ်းသပ်မှုအရေးအတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့
တင်တော့ဘောကမဲ့တယောက်ကစာလေးတွေကိုရှင်းရေးပါဆိုလို့ကျွန်တော်ရှင်းလေးရေးပါမယ်စမ်းတက်မှုအရေးအတွက်ကျွန်တော်တို့ကြိုက်တဲ့လောက်လုပ်လို့ရတယ်ကြိုက်တဲ့လောက်စမ်းတက်လို့ရတယ်ပေါ့နော်အဲ့တော့ခေတံပိုးစီပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရလက်အမျိုးအစားအရေးအတွက်ဖြစ်ပါတယ်ရလက်အမျိုးအစားအရေးအတွက်အဲ့တော့အဲ့ဒီနေရာမှာရလက်အမျိုးအစားအရေးအတွက်ဆိုတဲ့နေရာမှာဥပမာ1 2 3 4 5 6နောက်တစ်ခုကနေပြီးတော့ဘယ်နှခုထိလဲဆိုတဲ့အရေးအတွက်ကိုပြောတာဖြစ်တယ်ကျွန်တော်တို့ပြီးမှတရားကို example ထပ်ပြီးတော့ရှင်းပြပါမယ်အဲ့ဒီမှာကျွန်တော်တို့ T1 T2 ကနေပြီးတော့ T3 အထိเนาะအဲ့ဒါကဘာကိုပြောလာလဲဆိုလို့ရှိရင်ရလက်တစ်ခုစီရဲ့ဖြစ်နိုင်ခြေကိုပြောတာဖြစ်ပါတယ်ရလက်တစ်ခုစီရဲ့ဖြစ်နိုင်ခြေ probability ကိုပြောတာဖြစ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ h1 h2 hk เนาะဒါကကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ခုနကအပေါ်မှာရှိတဲ့ n ချိန်မြောက်စမ်းသပ်မှုအတွက်เนาะဒီ n ချိန်မြောက်ဒီစမ်းသပ်မှုအတွက်မှာစမ်းသပ်မှုအတွင်းကအောက်ကန်း I ဖြစ်တဲ့အချိန်အရေးအတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ equation လေးကိုရှင်းပြီးပြီဆိုတော့အခုကျွန်တော်တို့ဘာကိုပြောမလဲဆိုရင်ကျွန်တော်တို့အသုံးချနေပယ်လေးကိုတစ်ချက်ပြန်ပြီးတော့တွားကြည့်ရအောင်အဲ့တော့ဒီ multinomial distribution ကိုဘယ်နေရာတွေမှာဘယ်လိုတွေသုံးချနေကြလဲအခုကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီ data science เนาะ data science ရှုထောင့်ဘက်ကနေပြီးတော့ကျွန်တော်တို့လေ့လာကြည့်ရအောင်အဲ့တော့ data science เนาะအဲ့တော့ data science ပြီးမှဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုတော့ဥပမာကျွန်တော်တို့ကဒီ survey analysis တစ်ခုလုပ်မယ်ပေါ့နော်အဲ့တော့ survey analysis တစ်ခုလုပ်မယ်အဲ့ဒီမှာကျွန်တော်တို့ကလူအယောက်100ကိုเนาะလူအယောက်100ကိုကျွန်တော်တို့ survey question မေးမယ်အဲ့တော့ survey question မေးတဲ့အခါမှာအဲ့ဒီလူအယောက်100ဖြေမဲ့เนาะ survey question မေးမယ်လူအယောက်100ဖြေရမယ်ဒီအဖြေက3မျိုးရှိတယ်ဆိုကြပါစို့ဥပမာဆိုကြပါစို့ကျွန်တော်တို့ကဟို hotel တစ်ခုကပေါ့เนาะတော့ hotel တစ်ခုပေါ့ hotel တစ်ခုရဲ့ service ပေါ့ service ပိုင်းဆိုင်ရာကိုမေးမယ်ပေါ့เนาะအဲ့တော့ service ပိုင်းဆိုင်ရာကိုဒီစိတ်ကျေနပ်မှု service စိတ်ကျေနပ်မှုပေါ့เนาะဟုတ်ပြီဒါကိုမေးမယ်မေးရဆိုလို့ရှိရင်ကျွန်တော်တို့တွေကဥပမာဒီလူရောက်တရားကိုကျွန်တော်တို့မေးမယ်တော့ဖြေဖို့အတွက်ကိုကျွန်တော်တို့က option 3ခုထည့်ထားပေးတယ်ဥပမာဒီ hotel service တွေကိုစိတ်ကျေနပ်မှုရှိပါသလား yes เนาะပြီးရင်မရှိပါဘူး no နဲ့maybe ခြေလဲတိတ်တော့ဘယ်လိုပြောရမလဲ got လောက် yes လောက်တော့မဟုတ်ဘူးမဲ့လို့အဆင်ပြေပါတယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့တော့ yes no maybe ဒီလို3မျိုးနဲ့ကျွန်တော်တို့ဖြေပေးခိုင်းမယ်ပေါ့ဒါဆိုလို့ရှိရင်နှစ်ခုထပ်ပို့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမျိုးအစား category ဒီဘယ်နှခုဖြစ်နေလဲဆိုလို့ရှိရင်ဒီနေရာမှာအမျိုးအစား category ဒီ3ခုဖြစ်တယ်3ခုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုကျွန်တော်ကဘယ် distribution နဲ့ဖြည့်ရှင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ multinomial နော် multinomial နဲ့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုလို့ရှိရင်ဖြည့်ရှင်းရမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ multinomial နဲ့ဖြည့်ရှင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီ category တစ်ခုချင်းစီရဲ့နော်ဒီ category တစ်ခုချင်းစီရဲ့ကျွန်တော်တို့ frequency ကို model တည်ဆောက်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကcategory တစ်ခုချင်းစီရဲ့ဒီ frequency တွေပေါ့နော် frequency ကိုကျွန်တော်တို့က model တည်ဆောက်လို့ရတယ်ဒါကကျွန်တော်တို့ဘယ်မှာဆက်ပြီးတော့အသုံးဝင်မလဲဆိုလို့ရှိရင် machine learning မှာဆက်ပြီးတော့အသုံးဝင်မယ် okay ဒါကကျွန်တော် data science က example လေး okay ကျွန်တော်တို့ဟုတ်ကဲ့ဒီ machine learning ဘက်က example လေးကိုကြွားရအောင်
အဲ့တော့ machine learning ဘက်က example လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုဘာကိုလေ့လာမလဲဆိုတော့ဒီ text classification topic modeling ပေါ့နော် task classification ကျွန်တော်တို့ topic တွေကိုကျွန်တော် model နဲ့လုပ်မယ်အဲ့တော့ topic modeling လုပ်မယ်လုပ်တဲ့အခါမှာကျွန်တော်တို့ရှိမှာ document တစ်စောင်ရှိတယ်ကျွန်တော်တို့ရှိမှာအဲ့ဒီ document တစ်စောင်မှာ topic ကမျိုးစုံပါနိုင်တယ်နော် topic မျိုးစုံပါနိုင်တယ်အဲ့ topic တစ်ခုစီမှာဘာတွေပါလဲဆိုလို့ရှိရင် topic တစ်ခုစီမှာမတူညီတဲ့နော်ဒီ word မျိုးစုံပါတယ် topic တစ်ခုစီမှာကျွန်တော်တို့မတူညီတဲ့ word မျိုးစုံပါတယ်အဲ့တော့ကျွန်တော်တို့ကသူ့ကိုနော်ဒီ multinomial နဲ့သူ့ကိုကျွန်တော်တို့က multinomial နဲ့ document တစ်စောင်မှာကျွန်တော်တို့ topic မျိုးစုံပါဝင်မှုပြီးရင်ကျွန်တော်တို့အဲ့ဒီ topic တစ်ခုချင်းစီမှာ word မျိုးစုံပါဝင်မှုနော် word မျိုးစုံပါဝင်မှုအဲ့ဒါကိုကျွန်တော်တို့က topic ဒီ multinomial distribution နဲ့ကျွန်တော်တို့ရလာတဲ့ document တစ်စောင်မှာ topic တွေကဘယ်နှမျိုးတွေပါဝင်တယ်လဲအဲ့ဒီ topic တစ်ခုချင်းစီမှာ word ကမတူညီတဲ့ word တွေဘယ်လိုတွေပါဝင်နေတယ်လဲဆိုတာကိုကျွန်တော်တို့က model တည်ဆောက်လို့ရတယ်ဒါကကျွန်တော်တို့ text classification လုပ်တာတွေကဒီ NLP လို့ခေါ်တဲ့ဒီ neural linguistics เนาะဒီ programming မှာဆိုလို့ရှိရင်ဒီ text classification နဲ့ topic modeling တွေကတော်တော်လေးအသုံးဝင်တယ်အခုငါတို့သုံးနေတဲ့ ChatGPT တို့ Gemini တို့เนาะဒီလိုမျိုးဒီ AI တွေပေါ့နော် AI တွေဖန်တီးဖို့အတွက်ဆိုလို့ရှိရင်တော့ဒီကောင်တွေကအခြေခံကြတဲ့ပညာရပ်တွေဖြစ်တယ်ပေါ့အဲ့တော့အခုငါတို့ဒီအသုံးပြုနေတဲ့ AI ဆိုတဲ့အရာတွေကနော်ဒီကောင်တွေနဲ့အခြေခံဖန်တီးထားတဲ့အရာတွေဖြစ်တယ်ဆိုတာကိုဒီကသိစေချင်တာပေါ့နော် Okay အဲ့တော့နောက်တစ်ခုကျွန်တော်တို့ဒီ AI ဘက်မှာကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတာလေးတစ်ချက်ကြည့်အောင်အဲ့တော့ AI အဲ့တော့ AI ဘက်မှာကျွန်တော်ဘာသုံးလဲဆိုလို့ရှိရင် multi class classification မှာကျွန်တော်တို့သုံးတယ်ပေါ့နော် MULTI multi class classification အဲ့တော့ဒီ multi class classification မှာဆိုလို့ရှိရင်ဒီ AI model တစ်ခုကကျွန်တော်တို့ဒီ AI model တစ်ခုက input တစ်ခုကို class မျိုးစုံတွေကနေပြီးတော့မှဒီတစ်ခုသို့မဟုတ်တစ်ခုထပ်ပို့ပြီးတော့ခွဲခြားဖို့အတွက်ပေါ့နော်ဒီ input တစ်ခုကိုပေါ့သူဒီ model ထဲကိုဝင်လာတဲ့ input တစ်ခုပေါ့နော်အဲ့ဒီ input တစ်ခုကိုသူကဘာလုပ်ချင်လဲဆိုလို့ရှိရင် class မျိုးစုံတွေကနေပြီးတော့မှသူကဒီခွဲခြားချင်တယ်ပေါ့နော် class မျိုးစုံတွေကနေပြီးတော့မှဒီနောက်တစ်ခုကိုကျွန်တော်တို့ကခွဲခြားမယ်အဲ့လိုခွဲခြားဖို့အတွက်ဆိုလို့ရှိရင်ဘာကိုသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့multinomial ပေါ့နော် multinomial probability distribution ကိုကျွန်တော်တို့သုံးလို့ရတယ်နော် multinomial probability distribution ကိုသုံးတယ်နောက်ထပ်ဘယ်ဒီမှာသုံးသေးလဲဆိုလို့ရှိရင်တော့ဒီ image classification ပေါ့နော်ဒီ image classification ဆိုတာကဥပမာကျွန်တော်တို့ပုံလေးတစ်ပုံပြလိုက်မယ်အဲ့ဒီပုံလေးကကြောင်ပုံလားခွေးပုံလားလူပုံလားပေါ့နော်စသဖြင့်ကျွန်တော်တို့ခံမှန်းဖို့ image classification เนาะအဲ့ဒီဒီမှာလည်းကျွန်တော်တို့ multinomial distribution ကိုသုံးတယ်နောက်တစ်ခုကျွန်တော်တို့ sentiment analysis ပေါ့နော်ဒီ sentiment analysis မှာကျွန်တော်တို့ဒီ positive လားเนาะ positive လားကျွန်တော်တို့ negative လားသို့မဟုတ်ကျွန်တော်တို့ဒီ neutral လားပဲเนาะဒါတွေကိုကျွန်တော်တို့ဒီတိဆောက်တဲ့အခါမှာလည်းဒီကျွန်တော်တို့ multinomial probability distribution ကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ကဲအဲ့တော့အခုအသုံးဝင်တဲ့အပိုင်းလေးတွေကို AI machine learning เนาะကျွန်တော်တို့ data science ဘက်တွေမှာကျွန်တော်တို့အတီးတီးပြောပြခဲ့ပြီးပြီဆိုတော့အခုကျွန်တော်မနေ့ကလိုပဲပေါ့နော်
မနေ့ကလိုမျိုးပဲကျွန်တော်တို့ဒီအပြင် example လေးတစ်ခုနဲ့ပေါ့เนาะကျွန်တော်တို့ဒီ AI machine learning အာ data science feedback ကတကယ်တော့တရားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ feedback တွေမှာလည်းပါတာပေါ့နော်ကျွန်တော်တို့ပုံမှန်မြင်လေးမြင်ထားမှရှိတယ်ကျွန်တော်တို့နဲ့တိတ်ပြီးတော့လူတိုင်းလည်းတိတ်ပြီးတော့ဒီຢာကိုဟိုမတုံးမဲ့ sorry မတုံးမဲ့အောင်ဖြစ်ကုန်ပြီလူတိုင်းလည်းတိတ်ပြီးတော့မထိတိသေးတယ်ပေါ့နော်ကျွန်တော်တို့ cryptocurrency ပေါ့မြန်မာနိုင်ငံမှာတော့တိတ်ပြီးတော့ဒီအကြောင်းအရာတွေပတ်သက်ပြီးတော့လောက်တဲ့လူရောရှိတယ်ဆိုတော့အရင်မတွင်ကျဲသေးလို့ကျွန်တော်လူတိုင်းတိတ်မတုံးဘူးလို့ပြောတာပေါ့အဲ့တော့အဲ့ဒီ example လေးနဲ့တစ်ချက်လုပ်ကြည့်အောင်ကျွန်တော်တို့crypto portfolio allocation ပေါ့နော် allocation နဲ့ဒီ market movement prediction ပေါ့ market ကို prediction လုပ်ပါလေ market ရဲ့ movement တွေကို market movement prediction ပေါ့အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့အခုတွက်ကြည့်အောင်ဒါဆိုကျွန်တော်နော်ကာလာလေးပြောင်းလိုက်အဲ့တော့ market movement prediction အဲ့တော့ crypto portfolio allocation and market movement prediction အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအခု crypto trader တယောက်ကျွန်တော်တို့ဖြစ်သွားပြီပေါ့နော်ကျွန်တော် crypto trader တယောက်ဖြစ်တယ်အဲ့တော့ crypto trader ပေါ့အဲ့တော့ဟုတ်ပြီ crypto trader တယောက်အနေနဲ့စဉ်းစားရအောင်တရက်အတွင်းမှာတဲ့ဒီ cryptocurrency ၃မျိုးပေါ့တရက်အတွင်းမှာဒီ crypto ငွေကြေးစနစ်၃မျိုးအဲ့ဒီ၃မျိုးကဘာတွေလဲဆိုတော့အဲ့ဒီ၃မျိုးရဲ့ဈေးနှုန်းအပြောင်းလဲအခြေအနေကိုကျွန်တော်တို့ကကြည့်ချင်တယ်အဲ့တော့အဲ့ဒီ cryptocurrency ၃မျိုးကဘာလဲဆိုလို့ရှိရင်ပထမတစ်ခုက Bitcoin ပေါ့နော်ဒုတိယတစ်ခုကကျွန်တော်တို့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့Bitcoin ပေါ့ဒီ၃ခုပေါ့ဒီ၃ခုရဲ့ဘာကိုသိချင်တာလဲဆိုတော့ဈေးနှုန်းပြောင်းလဲမှုအခြေအနေဒီသုံးခုဈေးနှုန်းပြောင်းလဲမှုအခြေအနေအဲ့တော့ဈေးနှုန်းပြောင်းလဲမှုအခြေအနေဆိုတော့ဈေးနှုန်းဒီဘယ်လိုဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြင့်တက်သွားတာဖြစ်နိုင်တယ်ကျသွားတာဖြစ်နိုင်တယ်down ပြီးရင် unchain မပြောင်းနေတာဖြစ်နိုင်တယ်သုံးခုရှိမယ်တက်သွားမယ်ကျသွားမယ်မပြောင်းလဲဘူးအဲ့တော့အဲ့ဒီသုံးခုကိုကျွန်တော်တို့ကစောင့်ကြည့်ချင်တယ်အဲ့တော့စောင့်ကြည့်ချင်တာဆိုတော့တရက်အတွင်းမှာကျွန်တော်ကနော်တရက်အတွင်းမှာကျွန်တော်တို့ crypto 10ခု transaction ဖြစ်မယ်နော်တရက်အတွင်းမှာ crypto 10ခုကိုကျွန်တော်တို့ကဝယ်ရောင်းမယ်တရက်အတွင်းမှာ crypto 10ခုကိုဝယ်ရောင်းမယ်အဲ့ဒီမှာ transaction တစ်ခုမှာ outcome 3မျိုးဖြစ်နိုင်တယ်ကျွန်တော်တို့မှာတရက်အတွင်းကိုကျွန်တော် crypto 10ခုဝယ်မယ်10ခုဆိုလို့ရှိရင်တစ်ခုချင်းစီပါနော် crypto တစ်ခုချင်းစီပါဘာဖြစ်မလဲဆိုလို့ရှိရင် outcome တစ်ခုချင်းစီဖြစ်နိုင်တယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခု10ခု10ခုဒီတစ်ခုကိုရောင်းတော့မယ်ဆိုလို့ရှိရင် outcome 3မျိုးဖြစ်နိုင်တယ်ဈေးတက်မှာလားကျမှာလားချိတ်မပြောင်းလဲဘူးလားဒီကောင်လေးလည်းထိုးနေဒီကောင်လေးလည်းထိုးနေဒီကောင်လေးလည်းထိုးနေဒီကောင်ပဲเนาะအဲ့တော့ transaction တစ်ခုတိုင်းမှာ outcome ဘယ်နှမျိုးစီထွက်မလဲဆိုလို့ရှိရင်3မျိုးစီထွက်မယ်ကဲအဲ့တော့ကျွန်တော်တို့အခုသတ်မှတ်ချက်လေးထားလိုက်ရအောင်အဲ့တော့အဖြစ်နိုင်ခြေပေါ့နော်ဈေးနှုန်းတက်နိုင်ခြေကကျွန်တော်တို့ဘယ်လောက်ရှိမလဲဆိုလို့ရှိရင်0.4ပဲဆိုကြပါစို့เนาะဈေးနှုန်းကျနိုင်ခြေကကျွန်တော်တို့0.3ပဲဆိုကြပါစို့မပြောင်းလဲပဲရှိမဲ့
အခြေအနေပေါ့နော်မပြောင်းမလဲပဲရှိမဲ့အခြေအနေဒီကျွန်တော်တို့ 0.3 ပဲဆိုကြပါစို့အဲ့တော့ကျွန်တော်တို့က transaction ကဘယ်နှခုလဲဆိုတော့ crypto က10ခုကိုဝယ်အောင်လုပ်မှာဆိုတော့ crypto 10ခုဆိုတော့ and တန်ဖိုးဒီ10အဲ့တော့10ချိန်အတွင်းမှာတဲ့သူကဒီ10ခုဆိုတော့10ချိန်အတွင်းမှာတဲ့ဈေးနှုန်းတက်သွားမှာဒီ4ချိန်ဈေးနှုန်းကျသွားမှာ3ချိန်ကျွန်တော်တို့ and ချိန်မပြောင်းလဲပဲဖြစ်နေမှာ3ချိန်ဖြစ်နိုင်ခြေကိုတွက်မယ်ဆိုလိုတာကနော်ကျွန်တော်ပြောရရင်မှားသွားတယ်ဒီနားလေးပြန်ဖြတ်လိုက်ဒါကကျွန်တော်တို့ဈေးနှုန်းတက်နိုင်ခြေဒါကျနိုင်ခြေပေါ့နော်အဲ့ဒီမှာကကျွန်တော်ဗာသိချင်တယ်ဆိုလို့ရှိရင်တစ်ရက်အတွင်းမှာဈေးနှုန်းဒီ sorry ဒီ10ချိန်အတွင်းမှာပေါ့နော်10ချိန်အတွင်းမှာဈေးနှုန်းတက်နိုင်ခြေ4ချိန်ကျနိုင်ခြေ3ချိန်မပြောင်းလဲပဲဖြစ်နိုင်ခြေ3ချိန်ဘယ်လောက်ရှိမလဲအဲ့တော့တစ်ရက်အတွင်းမှာဈေးနှုန်းတက်နိုင်ခြေ4ချိန်ဟုတ်ပြီနော်ဒီကောင်ဒီ app ကျနိုင်ခြေ3ချိန်ဒါမပြောင်းလဲပဲရှိနိုင်ခြေ3ချိန် and change ကျွန်တော်စိတ်ဝင်စားတာဒီ10ချိန်အတွင်းမှာပေါ့နော်ဈေးနှုန်းတက်နိုင်ခြေ3ချိန်တက်နိုင်မဲ့အခြေအနေsorry 4ချိန်တက်နိုင်မဲ့အခြေအနေ3ချိန်ကျသွားနိုင်မဲ့အခြေအနေ3ချိန်မပြောင်းလဲပဲရှိနိုင်မဲ့အခြေအနေเนาะပြီးရင်ကျွန်တော်တို့ခုနကဒီကောင်းလေးဒီပါတန်ဖို့လဲဆိုလို့ရှိရင် P1 P2 P3 တန်ဖို့အဲ့တော့ကျွန်တော်တို့မှာက N တန်ဖို့လဲရှိပြီ H တန်ဖို့လဲရှိပြီ P တန်ဖို့ probability တန်ဖို့လဲရှိပြီဆိုတော့ကျွန်တော်ဘာလုပ်ဖို့လုပ်ပြီးလဲဆိုလို့ရှိရင် formula တွေကိုထည့်ပြီးတော့တွက်ရုံပဲအဲ့တော့ formula ပေါ့အဲ့တော့ formula ကိုနောက်ကတည်တဲ့အတိုင်းပဲ probabilities of h1 h2 h3 ပေါ့အဲ့ဆိုလို့ရှိရင် n factorial h1 အမြောက် h1 factorial h2 factorial h3 factorial ပြီးရင်ကျွန်တော်တို့ p1 h1 into p2 h2 into p3 h3 ဒီ equation တူတူလေးကိုသိရုံနဲ့တင်အဲ့ဒီမှာဒီ cryptocurrency နဲ့ပတ်သက်ပြီးကို crypto trader တွေအတွက်ပေါ့နော်ကိုယ့်ရဲ့ domain knowledge နဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့တွေဒီတော့တက်နိုင်ကြချနိုင်ကြတွေကိုတွက်လို့ရပါတယ်အဲ့ဒါ trader တွေလည်းဒီ video ကိုကြည့်တယ်နဲ့ကိုယ့်ရဲ့မိတ်ဆွေတွေမှာ trader တွေရှိရဆိုလို့ရှိရင်ဒီ video ကို share လုပ်လိုက်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့တစ်ခုချင်းစီစတွက်ကြအောင်အဲ့တော့ probabilities of h1 တန်ဖိုးဒီ4 3 3 and တန်ဖိုး10 factorial by 4 factorial အမြောက်3 factorial အမြောက်3 factorial အမြောက်0.4 the whole power 4 0.3 the whole power 3 0.3 the whole power 3ဆိုရင်ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုတော့ဒါတစ်ခုချင်းစီကိုတွက်လိုက်ဗျာနောက်တစ်ခုချင်းစီကိုတွက်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုတွက်လိုက်တာ0.078 เนาะအဲ့တော့ဒါဆိုလို့ရှိရင်ဆိုလိုတဲ့အဓိပ္ပာယ်ကဖြစ်နိုင်ချေဆိုလိုတာကတရက်ထဲမှာပဲเนาะဒီ10ချိန်ကိုက trader လုပ်တော့မယ်trade တော့မယ်10ချိန်ကိုယ့်လက်ထဲမှာပစ္စည်းမတူညီတဲ့ bitcoin အမျိုးအစား3မျိုးမှာ10ခုရှိတယ်เนาะမတူညီတဲ့3မျိုး10ခုရှိတယ်10ခုဝယ်ထားဥပမာbitcoin 3ခုဝယ်တယ်ကျန်တဲ့ကောင်လေးတွေကို2ခု3ခု5ခုဒီလိုဝယ်ထားတယ်အဲ့ဒါကို10ချိန် trade လုပ်မယ် trade လုပ်တဲ့အခါမှာတဲ့4ချိန်ကစီးတက်နိုင်တယ်နော်10ချိန် trade လုပ်တဲ့အခါမှာ4ချိန်စီးတက်မယ်3ချိန်စီးကျမယ်ပြီးရင်3ချိန်မပြောင်းလဲပဲပြီးမဲ့ဖြစ်နိုင်ချေဒီတဲ့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်0.078ဆိုတော့ 7.8% ရှိတယ်လို့ပြောလို့ရတယ်တရက်အတွင်းမှာကျွန်တော် transaction 10ချိန်ထဲမှာ4ချိန်ဈေးတက်3ချိန်ဈေးကျ3ချိန်မပြောင်းမလဲပဲရှိနိုင်ချေဒီ7.8เนาะရာခိုင်နှုန်းရှိပါတယ်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်အဲ့တော့ဒီ cryptocurrency နယ်ပယ်မှာเนาะ crypto နယ်ပယ်မှာ multinomial distribution ကိုသုံးရတဲ့အကြောင်းရင်းအဲ့ crypto နယ်ပယ်မှာ multinomial distribution ကိုသုံးရတဲ့အကြောင်းရင်းကကျွန်တော်တို့နံပါတ်1 market เนาะကျွန်တော်တို့ဒီ
market simulation ပေါ့เนาะဒီ market scenario simulation ပေါ့အဲ့တော့ဒီ market scenario simulation မှာဒီ crypto trader တွေအတွက်ကို daily weekly monthly เนาะဒီ market movement တွေဖြစ်တဲ့ဒီ down သွားလား up သွားလား M chain ဖြစ်သွားလားဆိုတဲ့ scenario တွေကိုတဲ့ probability နဲ့ခန့်မှန်းနိုင်တယ်တဲ့เนาะ market scenario simulation တွေကိုကျွန်တော်တို့ probability နဲ့ခန့်မှန်းနိုင်တယ်နံပါတ်2အချက်ကကျွန်တော်တို့ portfolio risk management အဲ့တော့ဒီ portfolio risk management မှာဒီ portfolio ထဲမှာရှိတဲ့ assets တွေအမျိုးအစားအစုံလင်အပေါ်မှာ market outcome တွေကိုဒီ multinomial distribution နဲ့ဒီ simulate လုပ်လို့ရတယ်ပေါ့နော်ဒီ asset မျိုးစုံပေါ်မှာတော့ကျွန်တော်တို့ဒီ market outcome တွေကိုကျွန်တော်တို့ multinomial distribution နဲ့ကျွန်တော်တို့ simulate လုပ်လို့ရတယ်နောက်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဒီ trading bot AI တွေပေါ့နော် trading bot and AI ပေါ့ trading bot နဲ့ AI အဲ့တော့ AI trade bot တွေကကျွန်တော်တို့ဒီ outcome အမျိုးမျိုးအတွက်ကို probability model တွေကိုတည်ဆောက်ပြီးတော့မှ decision making stop loss เนาะဒီ take profit စနစ်တွေအတွက်မှာကျွန်တော်တို့အသုံးချလို့ရတယ်အဲ့တော့ဒါတွေကလည်း multinomial probability distribution တည်ဆောက်ပြီးတော့မှ probability model ကိုကျွန်တော်တို့တည်ဆောက်မယ်တည်ဆောက်ပြီးသွားရင်ကျွန်တော်ဘာလုပ်လဲ probability model ကိုတည်ဆောက်ပြီးသွားပြီဆိုလို့ရှိရင်decision making ပေါ့နော် decision making တွေပြီးရင်ကျွန်တော်တို့ဒီ stop loss ပေါ့နော် stop loss တွေနဲ့ဒီ take profit ပေါ့ take profit ဒီစနစ်တွေမှာအသုံးချနိုင်ပါတယ်အဲ့တော့ဒီ cryptocurrency နယ်ပယ်မှာ multinomial probability distribution တွေ assets တွေဒီ outcome တွေပါဝင်တဲ့ portfolio allocation တွေ market movement simulation တွေပြီးရင် trading decision automation အဲ့ဒီစနစ်တွေမှာမဖြစ်မနေသိထားရမယ် probability tools တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော်တော်လေးလည်းတန်ဖိုးရှိတယ်တော်တော်လေးလည်းအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်သင်ခန်းစာလေးတွေကကျွန်တော်ဒီဒါလေးတွေကိုknowledge sharing အနေနဲ့တင်ပေးတယ်ဆိုပေမဲ့လို့ကျွန်တော်ကိုယ်တိုင် teacher study လုပ်အချိန်တစ်ခုပေးပြီး teacher study လုပ်ပြီးတော့ teacher ကခဏခဏစဉ်းစားပြီးတော့မှဘယ်လို example လေးတွေကိုသူတို့စိတ်ဝင်စားအောင်ငါထည့်ပြောရင်ကောင်းမလဲဆိုတဲ့စိတ်နဲ့ကျွန်တော် teacher စဉ်းစားပြီးတော့ example လေးတွေကိုကျွန်တော်တနေ့တစ်ခုမရိုးရအောင်လို့သင်္ချာပြဿနာလေးတွေနဲ့ဖြေရှင်းပြီးတော့အားလုံးရဲ့လုပ်ငန်းခွင်မှာပြန်လည်အသုံးချနိုင်အောင်လို့ကျွန်တော်နေ့စဉ်နဲ့ပြန်ကြိုးစားပေးနေတာဖြစ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးနဲ့ကျွန်တော်စာလေးတွေကိုသင်အောင်ရေးထားပေးပါတယ်ပေါ့နော်ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဘက်တယောက်ကဒီသင်တန်းသားတွေဘက်ကကိုစားသူကပြောပေးရပါတော့စာလေးတွေကို teacher ရေးပေးခြင်းနဲ့ဆိုတော့ကျွန်တော်စာလေးတွေကိုကျွန်တော် teacher ရေးပေးထားပါတယ်ဒါပေမဲ့လို့screen ပေါ်မှာပန်ထောက်ပြီးရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်စာရွက်ပေါ်မှာရေးသလိုမျိုးတော့စလုံးမရှင်းလင်းတာမျိုးတော့ရှိနိုင်တယ်ပေါ့နော်တချို့ဟာတွေမှာscreen ရဲ့ရှောနေတော့လေချောနေတော့အဲ့တော့အဲ့ဒါလေးတော့လည်းနည်းနည်းပြီးပြန်ဆိုချင်ပါတယ်အတက်နိုင်ဆုံးတော့ကျွန်တော် teacher လေးရှင်းအောင်လို့ရေးထားပေးပါတယ်เนาะအဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်